ဒေသရွာရွာမှာရှိတဲ့ဦးပဇင်းငယ်ဝါသဝရဲ့လက်ထဲမှာအမြဲလိုလိုအဆောင်တစ်ခုရှိနေပါတယ်။အဲ့လိုရှိနေတာကိုဘုန်းကြီးကျောင်းသားမဲမဲကဦးစင်တပည့်တော်ကိုခဏလောက်ချွတ်ပြပေးပါလား။ဦးစင်ချွတ်လိုက်ရင်ဘာဆက်ဖြစ်မလဲသိကျင်လို့ပါဆိုပြီးတောင်းဆိုလိုက်ပါတော့တယ်။အမှန်တော့ဦးပဇင်းဝါသဝကတနေ့တည်းကျေးသားဖြစ်ပြီးမိဘဆွေမျိုးတွေလည်းမရှိတော့တာမို့ဒေသရွာရွာကိုရောက်လာပြီးဘုန်းကြီးကျောင်းမှာဦးပဇင်းငယ်အနေနဲ့ရှိနေတာနှစ်အနည်းငယ်ရှိနေပါပြီ။ဦးဝါသဝကရေဗုဒ္ဓရဲ့အဆုံးအမအောင်မှနေပြီးသင်္ကန်းဝတ်လိုက်ပေးမယ်လေအလုံးကိုမှကြက်တည်ရှိပြီးကြီးညိုပွဲရုပ်ရည်ကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။အဒီလိုနဲ့အေတာရဘုံကြောင်ရောက်တော့ကျောင်းဆောင်ကြီးကနေကျောင်းဝင်းထဲမှာရှိနေတဲ့တပားတဲ့တီးသက်နေလို့ရတဲ့ကျောင်းဆောင်တစ်ခုကိုကျောင်းနိုင်ဘုံကြီးကပေးထားလိုက်တာကြောင့်ကျောင်းအစုံဆုံးမှာရှိတဲ့ကျောင်းဆောင်မှာတပားတဲ့သတင်းသုံးနေထိုင်နေပါတော့တယ်။ဦးဝါသဝကျောင်းရဲ့အရှိဘက်မှာဝါနေနဲ့ကြီးတဲ့ဦးစိတ်ဓာတ်ကသတင်းသုံးနေထိုင်ပြီးမလန်းမကန့်မှလည်းဘုန်းကြီးတွေကိုဝေယဝတ်စာလုပ်ပေးဖို့အတွက်ဦးပြောင်ကြီးမမဲနဲ့ငပိန်တို့ကလည်းအဆောင်တစ်ဆောင်မှာနေထိုင်ကြပါတယ်။အဲ့လိုသတင်းသုံးနေထိုင်ကြပေမဲ့လည်းဦးဝါသဝရဲ့စိတ်ထဲမှာအမြဲလိုစိတ်မသွမ်းမတန့်ဖြစ်ပြီးသူ့ကိုတစုံတစ်ယောက်ကစောင့်ကြည့်နေတယ်ဆိုတဲ့ခံစားချက်ကိုအမြဲခံစားမိနေပါတယ်။ဒါပေမဲ့လည်းမြတ်ဗုဒ္ဓရဲ့သင်္ကန်းကိုဝတ်ဆင်နေတဲ့ဥပဇင်းဖြစ်တာကြောင့်လေလူရှူရင်ဦးပြောင်ကြီးမမဲတို့နဲ့အပြင်းပြင်းစကားပြောပြီးတရားဘဝနာကျင့်ကြံပြီးနေလာလိုက်တာတခုတည်းသောညနေခင်းမှာဦးဝါသဝသတင်းသုံးနေရာကျောင်းကရက်ကအုတ်တိုင်းကြီးပေးမှာအမျိုးသမီးတစ်ယောက်ကယောဂီဝတ်ဆောင်အဖြူကိုဝတ်ဆင်ပြီးဒီကိုယ်လုံးကလည်းမဲမောင်နေတာကြောင့်အဝတ်ဖြူကိုသာထင်ထင်ရှားရှားတွေ့နေရပါတယ်။အဲ့ဒီအမျိုးသမီးမျက်နှာကလည်းအလွန်ကိုမှကြီးတန်းလာပြီးမျက်လုံးကြီးတွေကလည်းတာမန်ထက်ပြူးနေတာကြောင့်ဦးဝါသဝလည်းငေးကြည့်နေတော့အဲ့ဒီအမျိုးသမီးကနေတဟီဟီဖြစ်မှားလိုက်တာဒီလိုရုံးကြီးမျိုးပိုင်ဆိုင်ခြင်းနေတာကြားနေပြီအခုတော့ဆန္ဒတွေပြေးပါပြီဆိုကတဟားဟားရင်ပေါ်ရင်နေပါတော့လေအဲ့ဒီချိန်မှာပဲကျောင်းမဝင်ခြင်းကကြောချမ်းစရာကောင်းလောက်အောင်တိတ်ဆိတ်သွားသလိုချက်ချင်းစုံစလို့ပါဇက်ထဲကရှာကြီးထွက်လာပါတော့တယ်အဲ့ဒီရှာကြီးကတဖြည်းဖြည်းတဲ့အရှိကြီးဖြစ်လာပြီးဦးဝါသဝရဲ့ပါဇက်ထဲကိုအတင်းတိုးတဲ့နေရာကနေဘိုက်ထဲထိရောက်သွားပါတော့တယ်အဲ့လိုဘိုက်ထဲရောက်တဲ့အခါမှာလဲရွှေထက်နေသောရှာကြီးကအငြိမ်မနေပဲဦးဝါသဝရဲ့အတွင်းကလေးစာနှင်းကိုရှာဖြင့်ငွေနောက်ထိုးကလောနေတာကြောင့်အလွန်မင်းနာကျင်တန်ဖြင့်အော်ကြီးနေပါတော့တယ်အဲ့လိုအော်ကြီးရာကနေလမ်းနိုးသွားပါတော့တယ်အမှန်တော့ဦးဝါသဝတယောက်အိမ်မက်မက်နေရင်နာကျင်မှုကိုခံစားနေရတာပါအမှန်ကိုကြောက်စရာကောင်းလာတဲ့အိမ်မက်ကနေလမ်းနိုးလာသလိုအိမ်မက်ပါလို့တွေးပြီးအပြင်မှာအမှန်တကယ်ဖြစ်နေတာလို့ခံစားမိနေချိန်မှာပဲဝမ်းမိုက်တဲ့ကနေထိုးကလောလေးတစ်မျိုးခံစားနေရတာကြောင့်ကရင်ပေါ်မှာလူးလိမ်ကအော်ဟစ်နေပါတော့တယ်။အဒီလိုမချိမဆန့်အော်ဟစ်ကထုထုလူးနေသောအတန်းကြောင့်မလန်းမကန်းမှရှိနေတဲ့ဦးစိတ်ဓာတ်နဲ့မမဲတို့ကကြားသွားပါတော့တယ်။ဦးစိတ်ဓာတ်နဲ့မမဲတို့ကြားသွားသလိုအိပ်ပျော်နေတဲ့ဦးပြောင်ကြီးကလည်းကြားသားတာကြောင့်ဦးဝါသဝရဲ့အကြောင်းဆောင်ကိုရောက်လာပါတော့တယ်။အိမ်နေသိခါတော့မစဲနိုင်တော့အောင်ဒီကိုအရန်ကိုနာကျင်နေတာကြောင့်ဇက်ကနေညီညွတ်ရေးနားလိုက်တာတီးတော့မှာပဲလုပ်ကြပါဦးဗျာဘိုက်ထဲကနေအရန်ကိုနာကျင်နေရပါပြီတယောက်ယောက်ကကူညီရွေးကြပါအောင်လို့ဟောဟင်နေတာကိုကျန်တဲ့သူတွေလည်းထူးခြားဖြစ်စင်လို့ရက်ကြည့်နေတော့မှပဲပါဇက်ထဲကနေသွေးတွေအလွန်အများများထွက်ကသွေးတွေအန်နေပါတော့တယ်အလိုသွေးရနေတော့ဦးဝါသဝကနေလှောင်ရည်တွေထွက်ပေါ်လာတာကြောင့်ဘေးမှာရက်ကြည့်နေတဲ့ဦးစိတ်ဓာတ်ကလည်းမဲမဲကိုမြင်မဲ့ဆန်းဆန်းအကြောင်းနိုင်ဘုန်းကြီးကိုပြင်လာခဲ့ဖို့အပြေးသွားခိုင်းလိုက်ပါတော့တယ်။အလိုအော်ရီခံစားနေရတာကိုမဲမဲတယောက်မြင်မဲ့ဆန်းဆန်းပဲအကြောင်းနိုင်ဘုန်းကြီးရှိရာကျောင်းဆောင်ကိုပြေးသွားပါတော့တယ်။ကျောင်းနိုင်ဆန်ရောက်တော့ပိတ်ထားတဲ့တကားကိုအတင်းထူရိုက်ကအော်ခေါ်နေပါတော့တယ်။အလိုစူညံတဲ့နေကြောင်ကျောင်းနိုင်လည်းအရှိထွက်လာလိုက်တော့ထိတ်လန့်နေကြဖြစ်နေတော့မဲမဲကဦးဝါသဝရဲ့ပုံစံကိုအထိတ်တလန့်နဲ့ထစ်ထစ်အားပြောပြနေပါတော့တယ်။အဲ့လိုမပီမသားပြောနေတာကြောင့်ကျောင်းနိုင်ဘုန်းကြီးကစိတ်မရှိတော့ပဲဘာဖြစ်ရတာလဲမဲမဲရဲ့တည်တည်ချာချာပြောပြစမ်းပါမင်းပြောတာတွေငါနားမလဲလို့ပါလို့ပြောလိုက်တဲ့အခါမှာမဲမဲကဦးဝါသဝဘာဖြစ်လို့လဲမသိဘူးဗျာသွေးတွေလည်းအန်နေဘိုက်ထဲကနေဦးရေပြတ်တယ်လို့မျိုးနာကျင်နေတယ်ဆိုပြီးလူးလိမ့်နေတယ်ဗျာလို့ရှောက်တင်လိုက်တဲ့အခါမှာကျောင်းနိုင်ဘုံကြီးလည်းအံ့ဩသွားတာကြောင့်မ
မဲနဲ့အတူအစွန်ဆုံးမှာရှိနေတဲ့ဥဝါဒဝကျောင်းဆောင်ကိုကြွလာပါတော့တယ်။ကျောင်းနိုင်ဘုန်းကြီးလည်းဥဝါဒဝအဆောင်ရောက်တဲ့အခါမှာငှက်ဆိုးတကောင်ကထိုးော်တဲ့အတန်ကိုကြားရသလိုမဲပြောသလိုကလေးပေါ်မှာအော်ဟင်းကလူလိမ့်ပြီးသွေးတွေပါအန်နေတာကိုတွေ့သွားပါတော့တယ်။ကျောင်းနိုင်ရောက်တဲ့အခါမှာဥပြောင်ကြီးကအခြေအနေကိုစိုးထိန်နေသလိုဦးစိတ်ဓာကလည်းကျောင်းနိုင်ပါလုပ်မယ်ဆိုတာကိုစောင့်ကြည့်နေပါတော့တယ်။အဲဒီအချိန်မှာပဲကျောင်းနိုင်ဘုန်းကြီးကနေဥဝါဒဝဘလို့ဖြစ်ရတာလဲကိုရောဘုန်းကြီးကိုအသေးစိတ်ပြောပြရဲဆိုရင်ပိုအဆင်ပြေမယ်လို့မေးလိုက်ပါတော့တယ်။အလိုမေးလိုက်တဲ့အခါထွက်ပေါ်လာတဲ့အတန်ကဥဝါဒဝအတန်မဟုတ်ပဲမိမကြီးအတန်ဖြင့်တပည့်တော်ဒီဥပစင်းကိုကြိုက်တယ်တပည့်တော်အနားမှာမြဲရှိစေခြင်းတယ်ဒါကြောင့်တပည့်တော်ရဲ့အမျိုးသားဖြင့်တပည့်တော်သိမ့်ပိုက်လိုက်ပါပြီလို့တပည့်ဒါဟာဖြင့်မျက်လုံးကြီးတွေကလည်းမြည်ရဲပြီးပါးစပ်မှာလည်းသွေးတွေပေးနေတာကြောင့်ကြောက်စရာပုံစံကြီးဖြစ်နေပါတော့တယ်ဒီလိုဥဝါဒဝရဲ့ကိုလုံးထဲကနေတိတာဖြင့်အော်ရနေသောတရေမကိုကျောင်းနိုင်ဘုန်းကြီးကသဘောပေါက်သွားတာကြောင့်ဒကမာကြီးရဲ့ဘဝတွေကခြားနေပြီနာဝီမြတ်ဗုဒ္ဓရဲ့သားတော်အကျင့်သီလလုံနေတဲ့ကိုတော်ဖြစ်တာကြောင့်ခုလိုလုံနေတာကဒကမာကြီးအတွက်အရန်ကိုမှငရေကြီးပါတယ်ဒကမာကြီးရတန်းကရက်ပါလို့မိတ်ဆိုလိုက်ပါတော့တယ်အဲ့လိုမိတ်ဆိုလိုက်ပေမဲ့လည်းခန္ဓာကိုယ်ထဲမှာဝင်ရောက်နေတဲ့တရေမကမျက်လုံးပြူးကြီးဖြင့်ဘာတွေပြောနေတာလဲဘာလို့မရရတာလဲရှင်းလို့ကြိုက်လို့ယူတာလေဘာကိစ္စမရရမှာလဲဘုန်းကြီးဝတ်တော်ကောဘာဖြစ်လဲဘာမှမပြောနဲ့မသိရင်ဒီဥစင်းကိုကြိုက်တယ်အဲ့ဒါကြောင့်သူ့ဝိညာဉ်ကိုနှုတ်ရမယ်လို့ပြန်ပြောလိုက်ပါတော့တယ်အဲ့လိုခွန်းထုတ်ပြန်ရန်စွာနေတာကြောင့်ကြာသွားရင်ဥဝါဒဝတယောက်ဒုက္ခရသွားမှဆိုရင်နာကြောင့်ဝင်ဘူးနေတာတွေကနေအမြန်ထွက်ရန်ဥပစင်းကောင်းပေါ်မှာပတိတင်လိုက်ပြီးဘုန်းကြီးလဲစေတောင်မွေးဖြင့်မှုရမ်းပြီးဖျားရဲ့တရားတော်တွေကိုရွတ်ဖက်ပွားများလိုက်ပါတော့တယ်အလိုရွတ်ဖက်ပွားများခြင်းအပြင်မှာလဲလေပြင်းတွေတိုက်ခိုက်ကတပင်တွေလဲရင်ထိုးပြီးလှုပ်ရှားနေတာကြောင့်တရေမရဲ့ဒေါသထွက်နေတာကိုပြသနေသလိုဖြစ်နေပါတော့တယ်အလိုကနေခဏကြာမှလေငိမ်သွားသလိုဂရင်မောကဥဝါဒဝလည်းမေမျောရာကနေပလက်ကလေးဖြစ်နေတာကိုကျန်သူတွေကစောင့်ကြည့်နေပါတော့တယ်။အလိုငိမ်သက်သွားပေမဲ့လည်းမကြည်မနှက်ဖြစ်နေတဲ့တရေမကဘေးကနေမတရက်ပြီးအန်ကျစ်ကတဟီအော်ရဲတဲ့နေကြောင့်တောင်းနိုင်ဘုန်းကြီးကနေဒကမာကြီးလွတ်လွတ်ကျွတ်သွားပါမနှောက်ယှက်ပါနဲ့ဒကမာကြီးကိုဘုန်းကြီးကလွတ်လပ်ခွင့်ပေးထားပေမဲ့ဘဝချားနေတဲ့သူကိုအခုလိုဒုက္ခပေးနေတာဆိုရင်တော့အပြစ်ပေးရလိမ့်မယ်အခုကတတိပေးလိုက်တာပါနောက်တစ်ခါဆိုဒီထက်ပိုဆိုးမယ်လို့ဘုန်းကြီးလည်းတရေမကိုတတိပေးလိုက်ပါတော့တယ်အလိုတွေတတိပေးပြောဆိုလိုက်တာကြောင့်တရေမလည်းကျောင်းပေါ်ကနေပျောက်သွားသလိုဥဝါဒဝလည်းယောဂတတကတတိရလာပါတော့တယ်အဲဒါကြောင့်ဂရေမောမှာငုတ်တုတ်ထိုင်းကကျောင်းနိုင်ဘုန်းကြီးကိုသူ့ရဲ့အိမ်မက်ထဲမှာတရေမကပါဇက်ထဲကရှာကြီးထွက်လာပြီးအဲ့ဒီရှာကြီးကတဖြည်းဖြည်းနဲ့ရှည်ပြီးသူ့ရဲ့ပါဇက်တဲကိုအတင်းထိုးတဲ့နေရာကနေဗိုက်ထဲထိရောက်သွားပါတော့တယ်အလိုဗိုက်ထဲထိရောက်သွားတဲ့အခါမှာလဲရှည်ထက်နေတဲ့ရှာကြီးကအငြိမ်မနေပဲသူ့ရဲ့အတွင်းကလေးစာအနှံ့ကိုရှာဖြင့်ထိုးနှောက်မိုးကလောနေတာကြောင့်အလွန်အမင်းနာကျင်နေရတယ်လို့အိမ်မက်ကြောင့်အိမ်မက်ကနေလန်နိုးလာတဲ့အခါမှာလဲဗိုက်ထဲကအလွန်အမင်းနာကျင်နေကြောင်းပြောပြနေပါတော့တယ်ဒီလိုဥဝါဒဝရဲ့ဖြည့်ရှင်းတဲ့နေကိုကြားပြီးတဲ့အခါမှာဦးစိတ်ဓာကနေကိုရောအခုဘေးကင်းပါပြီလိုအပ်တဲ့တန်ရှင်းတွေလည်းအကုန်လုံးပေးပြီးပါပြီကိုရောအန်ထားတဲ့သွေးတွေကိုလည်းဥပြောင်ကြီးတို့ကတန်ရှင်းပြီးပါပြီတောက်တဲ့နဲ့အနေရကင်းဆေးတွေကိုလည်းမမုတ်ပြီးတိုက်ထားတာကြောင့်အဆင်ပြေပါပြီလို့စိတ်သက်သာရအောင်ဖေးမှပြောဆိုနေပါတော့တယ်အဲဒါကြောင့်ဥပြောင်ကြီးကလည်းဟုတ်ပါတယ်ဦးစင်အကုန်တန်ရှင်းလည်းလုပ်ပြီးပါပြီအကုန်အဆင်ပြေပါပြီဘာဖုန်းကြီးလည်းအကုန်လုပ်ပေးထားတာကြောင့်နောက်တစ်ခါမဖြစ်တော့ပါဘူးလို့နှစ်သိမ့်ပြောလိုက်ပါတော့တယ်အဲဒီချိန်ကျောင်းတိုင်းဘုန်းကြီးကဦးစင်းကိုအခုလိုနှောက်ယှက်နေတာကအရင်ကဒီကျောင်းမှာယောဂီဝိရင်နဲ့တည်သွားတဲ့ဒကမာကြီးတယောက်ရှိရဲ့သူကလူဘဝလုံးကယောဂီဝိကြီးနဲ့ဆိုတော့သူ့ရဲ့စိတ်နေစိတ်ဓာတ်ကိုအများစုကမသိကြဘူးပေါ့ဒါပေမဲ့သူကလူအဖြစ်မနေပဲနဲ့ယောဂီဝိပြီးကျောင်းကဦးစင်းတွေကိုကြိတ်သဘောကျနေတယ်နဲ့တူပါတယ်သူလည်းသေးကောအဲ့ဒီစိတ်ကြောင့်မကျွတ်မလွတ်ဖြစ်ပြီးတရေမဘွားရောက်နေတာပေါ့တရေဘွားရောက်တော့မှပိုးပြီးတနာစိတ်ကတိတိတသာများလာတော့အထင်းကိုမရှိသလိုဖြစ်ပြီးသူထင်ရတဲ့ရှောက်လုပ်ပြီးနေနေတာပေါ့အခုလဲဦးစင်းကအရန်ကိုမှခံညာချောမောတဲ့အနေအထားဖြစ်နေတာကြောင့်
ဝိညာဉ်နှုတ်ယူပြီးသူ့ရဲ့အမျိုးသားဖြစ်ထားဖို့ရည်ရွယ်ပြီးလုပ်ကြံတာပါပဲဒါကြောင့်ဘုန်းကြီးအဆောင်ပေးမယ်အဲ့ဒါကိုအမြဲလဲပေးမှပတ်ထားပါအဲ့ဒါမှတရေမရဲ့အနေကနေလွတ်မြောက်ပါလိမ့်မယ်လို့ပြောကအဆောင်ကိုပေးလိုက်ပါတော့တယ်အလုံးနဲ့နောက်တစ်နေ့မနေ့ရောက်တော့ဦးဝါတဝါလဲကျောင်းနိုင်ပေးခဲ့တဲ့အဆောင်ကိုလဲပေးမှပတ်ပြီးကျောင်းနိုင်ဘုန်းကြီးကိုကျေးဇူးတင်ကြောင်းနဲ့အခုချိန်ထိတော့ဘာမှမဖြစ်သေးကြောင်းသွားရောက်ပြောဆိုလိုက်ပါတော့တယ်။အဲဒီနောက်ကျောင်းတိုင်းစီကနေသူနေထိုင်ရာကျောင်းဆောင်ကိုပြန်ရောက်တဲ့အခါမှာဦးဝါတဝါနဲ့မဲမဲတို့နှစ်ယောက်သားစကားပြောဆိုနေကြပါတော့တယ်။အဲ့လိုပြောဆိုနေချိန်မှာပဲမဲမဲကနေဦးစင်တပည့်တော်ကိုအဲ့ဒီအဆောင်လေးခဏလောက်ချွတ်ပြပေးပါလား။ဦးစင်ချွတ်လိုက်ရင်ဘာဆက်ဖြစ်မလဲသိချင်လို့ပါ။တကယ်ပဲအဆောင်လက်ဖွဲ့ချွတ်လိုက်တာနဲ့တရေမကဖမ်းပြီးဦးစင်ရှိကတ်တယ်သွားမှလား။ဘယ်လိုလုပ်မှလဲတကယ်သိချင်လို့ပါအဲ့ဒါဦးစင်းတစ်ခေါက်လောက်အဆောင်ကိုချွတ်ပြပေးပါလားလို့တောင်းဆိုလိုက်ပါတော့တယ်ဘယ်လိုတောင်းဆိုတာကြောင့်ဦးဝါသွားကနေမင်းကလည်းအဆောင်ချွတ်တာနဲ့ရောက်လာရင်ဘယ်လိုလုပ်မလဲနောက်ပြီးသူကတရေမှနှောက်ဘူးပါဆိုငါအဆောင်ချွတ်တဲ့အချိန်ကိုအမြဲစောင့်ကြည့်နေမှာပေါ့သူစောင့်ကြည့်နေတော့ချွတ်တဲ့အချိန်နဲ့တိုးသွားရင်ငါစီကိုကတ်သွားမှာပေါ့လို့ပြန်ပြောလိုက်ပေမဲ့လည်းလူငယ်ပြီးစူးစမ်းကျင်စိတ်ပြေးနေတဲ့မမဲကဦးစင်းကလည်းခဏလေးချွတ်တာနဲ့တော့ဘာမှမဖြစ်တော့ပါဘူးချွတ်ပြပါချွတ်ပြီးလက်ထဲမှာကင်ထားလိုက်လေတရေမှာဘယ်လိုလုပ်မလဲဆိုတာကြည့်ချင်လို့ပါလုပ်ပါဦးစင်းကလည်းလက်ထဲမှာကင်ထားလိုက်လေအဲ့လိုအတင်းတောင်းဆိုနေတာကြောင့်ဦးဝါတဝါလည်းမဲပြောသလိုလက်ထဲမှာကင်ထားရုံနဲ့ဆက်ဖြစ်မလဲတီးကျင်နေတာကြောင့်အေးဟုတ်ပြီမင်းတောင်းဆိုလို့ခဏချွတ်လိုက်မယ်ဆိုကလက်ဘေးမှာပတ်ထားတဲ့အဆောင်ကိုချွတ်လိုက်ပါတော့တယ်အဲ့လိုချွတ်လိုက်ပေမဲ့လည်းလက်ထဲမှာအဆောင်ကိုကင်ထားတာကြောင့်နှစ်ယောက်သားအခြေအနေကိုစောင့်ကြည့်နေပါတော့တယ်ဘာမှမဖြစ်လာသေးတာကြောင့်မမဲတယောက်ပြုံးရုံတန်းနေချိန်မှာပဲဥဝါတဝါရဲ့ဘေးမှာအမဲရောင်ခိုးငွေတွေထပ်ပေါ်လာပြီးဥဝါတဝါကဘာနာကြကြအဟင်းနေချင်းအခိုးငွေတွေကဥဝါတဝါရဲ့ကိုယ်ရဲ့ကိုဝင်ရောက်သွားတာကြောင့်မြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်ဥဝါတဝါကမြေပြင်ပေါ်လဲကျသလိုမမဲတယောက်တတိမေပြောကဖြစ်နေပါတော့တယ်အလိုခြေလေးတွေကိုတော်ကြာတော့ဦးပြောင်ကြီးဦးစိတ်ဓာတ်နဲ့အเจ้าနိုင်ဘုန်းကြီးတို့ကမဲလဲကျနေရနေရာကိုရောက်လာပြီးဦးပြောင်ကြီးကမဲကိုလှုပ်လို့နေချိန်မှာပဲတရေမရဲ့ကျဉ်းသောအသက်ဖြင့်ရေတံကြီးပေါ်ထွက်လာပါတော့တယ်။အဲ့ဒီလိုကျဉ်းနေတဲ့ရေတံကြီးထွက်ပေါ်လာတာကြောင့်เจ้าနိုင်ဘုန်းကြီးလည်းသဘောပေါက်သွားပါတော့တယ်။အဲ့ဒါကြောင့်เจ้าနိုင်ဘုန်းကြီးလည်းဦးစိတ်ဓာတ်နဲ့ဦးပြောင်ကြီးတို့ကိုဦးဝါတဝါသတင်းသုံးနေထိုင်တဲ့ကျောင်းဆောင်ကြီးကိုခေါ်သွားပါတော့တယ်။အဲ့ဒီလို၃ယောက်သားရှောက်လာတာကိုမြင်လိုက်တဲ့အခါမှာကျောင်းရှိကကိုပြစ်မှာထိုင်နေတဲ့ဦးဝါတဝါကမတ်တက်ရက်လိုက်ပြီးမျက်လုံးနီကြီးဖြင့်ကြည်နေပါတော့တယ်။အဲ့ဒီချိန်မှာကျောင်းနိုင်ဘုန်းကြီးကမင်းကိုဒီလောက်ပြောပြနေတာကိုဘာလို့ခုလိုလုံနေရတာလဲ။ဘဝချားနေတာကိုတက်တက်စီနေလို့မရဘူးလား။လူဘဝကနေမကျွတ်မလို့တရေမဘဝကိုခုလိုတဏှာစိတ်ကြောင့်ရောက်နေတာဆိုတာအမှန်မရှိဘူးပထမတစ်ခါလဲသတိပေးပြီးမင်းကအမှန်မရှိဘူးပဲလို့ပြောလိုက်ပါတော့တယ်အဒီလိုဘုန်းကြီးကပြောဆိုနေချိန်မှာပဲဥဝတဝရဲ့ခန္ဓာကိုယ်ကသူ့ရဲ့ကြောင်းပေါက်ကလေကားပေါ်ကနေမျက်လုံးကြီးဖြင့်တရေမအတန်ထွက်ပေါ်လာပြီးလိုချင်တယ်လို့ပြောပြီးပြီလေသူ့ကိုကြိုက်တယ်ယောက်ျားပြေထားခြင်းနဲ့ဘာလို့မရမှာလဲလို့ပြန်ပြောလိုက်ပါတော့တယ်အဲဒါကြောင့်ကျောင်းနိုင်ဘုန်းကြီးကလည်းငရဲမကြောက်ပါမကြောက်နဲ့တဏှာစိတ်ကြောင့်တရေမဘဝရောက်နေတာကိုအခုလိုဆက်ပြီးလုံနေတဲ့အတွက်ငရဲကြမှာပဲအတိတရားရတော့မှာမဟုတ်တော့တဲ့ဒကမပဲအဲ့ဒီအတွက်မင်းအပြစ်နဲ့မင်းမယ်ငါလဲကဲသိန်းတလောက်ကဲပြီးပြီတတိလဲပေးပြီးပြီအဲ့ဒါကိုမင်းကရှစ်ဆက်တိုးနေတာကတော့မင်းရဲ့အပြစ်ဖြစ်သွားပြီမင်းနောင်တမရနဲ့လို့ပြောလိုက်ပါတော့တယ်အဒီလိုပြောတော့တရေမကမထီသောအတန်ဖြင့်လုံလေဘာလို့မှလဲဘာစွမ်းနေရှိလို့လဲလှုပ်ဆမ်းမှလို့ပြန်ပြောလိုက်ပါတော့တယ်အဲ့ဒါအကြောင်းကျောင်းနိုင်ဘုန်းကြီးလဲအေးဟုတ်ပြီမင်းကအသားအနာခံခြင်းနေတာကိုအရန်ကိုမှသူများကိုဒုက္ခပေးခြင်းနဲ့မင်းချက်ချင်းငါရဲ့အဆွမ်းနေပြရတာပို့ဆိုကချက်ချင်းပဲခုံတွေခင်းပန်းစီမီအမွှေးတိုင်းတွေကိုကျောင်းထဲကနေပင်းဆောင်လာတဲ့ဖျားစင်းလူတော်ရှိချထားပြီးရေအပြင်းလေးပါရှိနေတဲ့ဖလားကြီးတစ်ခွက်နဲ့အဆောင်တစ်မြောင်တစ်ခုပါချထားလိုက်ပါတော့တယ်အဲ့လိုအပြင်စင်းနေကြောင်းတရေမကစောင့်ကြည့်နေပါတယ်ငါ့ကိုဘယ်လိုနှင်ထုတ်နိုင်မလဲဆိုတာကျင်းဝါပြောဆိုနေပါတော့တယ်အဲ့လိုတရေမပြောဆိုနေပေမဲ့လည်းကျောင်းနိုင်ကတော့ရေပြင်းကြီးပါထဲထားတဲ့ရေကတ်ထဲကိုမီးတွန်းထားတဲ့ဖျောင်းနိုင်တွေကိုလက်ကနေစုကိုင်းပြီးမ
ဇက်ကနေလည်းယုံကြည်ရာဖျားစာတွေရွတ်ဖက်ထားသလိုဖျောင်းနိုင်ရဲ့အဆက်တွေကိုလည်းဖျားတဲ့ကိုတစ်ဆက်ချင်းချနေပါတော့တယ်။အဲဒီချိန်တရေမကအမလီဘာတွေလုပ်နေတာတော့ပရမတစ်ခေါက်ကသာအနားနီးလို့ခွဲထုတ်ခံရတာအခုကတော့မရပါဘူး။အော်ဟစ်ကကျင်းဝါနေပါတော့တယ်။အလိုတရေမကကျင်းဝါပြောဆိုနေတာတွေကိုဥပြောင်ကြီးကအိုးဒီတရေမတော်တော်နှာမှုကြပြီးမှရိုင်းတာပဲ။ဒါကြောင့်လေတရေမဘွားရောက်နေတာပါလားလို့စိတ်မသက်မသားဖြင့်တီတို့ပြောနေပါတော့တယ်။အဲ့ဒီလိုနဲ့အချိန်ခဏအကြာမှာကျောင်းနိုင်လက်ထဲကကင်ထားတဲ့ဖျောင်းနိုင်ရဲ့မီးစာတွေကနေတဖြည်းဖြည်းမီးတောင်မီးရှမ်းကြီးတွေဖြေးကတရွေ့ရွေ့ဖြင့်တရေမရက်နေတဲ့နေရာကိုရောက်သွားပါတော့တယ်။လေကြီးနေတဲ့တရေမလည်းအဝေးကနေရောက်လာတဲ့မီးရှမ်းတွေကြောင့်ပူလောင်မှုကိုခံစားရပြီးလေကားထိန်မှာအဝေးနေပါတော့တယ်။မီးတောက်တွေကတရေမပပတ်လဲလေကားတစ်ဝိုက်မှာလောင်ကျွမ်းနေတာကြောင့်ဘူလောင်အဟိနေပေမဲ့လည်းတနှာစိတ်ကြောင့်ဥဝါဒဝါရဲ့ခန္ဓာကိုယ်ကနေမထွက်နိုင်မဲဇက်ငင်ဖြင့်သာအဟိနေပါတော့တယ်။အလိုအဟိကပူလောင်နေမှာပဲမန်မလျှော့သေးတော့တရေမကအပြစ်တင်သောအတန်းဖြင့်ဘုန်းကြီးဘာကြောင့်အခုလိုနှောက်ယှက်နေရတာလဲဒီမှာအရင်ပူလောင်နေလို့အဟိကပြောဆိုနေပေမဲ့လည်းကျောင်းနိုင်ကတော့ဖျောင်းနိုင်တွေဂိုင်းကာဂါရာတွေကိုအဆက်မပြတ်ရွတ်ဖက်နေပါတော့တယ်။အလိုရွတ်ဖက်တာအချိန်တော်ကြာသွားတဲ့အခါမှာဥဝါဒဝါလည်းလေကားချီရင်ကိုလဲကျသွားသလိုတရေမလည်းနောက်ဆုံးတစ်ချက်အတန်နဲ့အော်ဒန်ကြီးဖြင့်ဖောက်ခွာသွားပါတော့တယ်။အဒီလိုတွေကြောင့်ကျောင်းတိုင်းနဲ့တရေမထွက်သွားရတာကိုတည်သားတဲ့အတွက်ရွတ်နေတာတွေကိုရက်လိုက်ပါတော့တယ်။အဒီနောက်ဖျားစင်းနူတော်တွေလည်းပြန်ပို့ဆောင်လိုက်သလိုကျန်နာတွေလည်းရှင်းလင်းပြီးချိန်မှာဥဝါဒဝတယောက်တတိရလာပါတော့တယ်။တတိယလာတဲ့အခါမှာသူနဲ့မဲမဲတို့စမ်းသက်တာအဆောင်ကိုလေပင်ကနေချိုးပြီးသူခံစားခဲ့ရတဲ့နာကျင်မှုကိုအထိတ်တလန့်နဲ့ပြောပြနေပါတော့တယ်။အဲဒါကြောင့်ကျောင်းတိုင်းကလည်းအခုတော့ဦးစင်းလည်းအေးချမ်းသွားပါပြီ။တရေမှလည်းသူ့အပြစ်သူခံနေရပါပြီ။မကြောက်ပါနဲ့တော့အကုန်လုံးအေးချမ်းသွားပါပြီ။နောက်ဆိုဒီလိုကိစ္စတွေလည်းဖြစ်မှာမဟုတ်တော့ပါဘူး။စိတ်တတောင်းတဖြစ်အောင်နေပြီးတရားဘဝနာအထုတ်ပြီးအမျှဝေပေးလိုက်ပါ။အရာလုံးစင်ပြေသွားပါလိမ့်မယ်လို့မိတ်ဆိုလိုက်ပါတော့တယ်။အဲ့ဒီချိန်ဥပြောင်ကြီးကလည်းတရေမှကတော်တော်ဇွဲကြီးတာမကောင်းတာလို့တရေဘဝရောက်နေတာတော့မှမကြောက်မလန့်နဲ့အခုလိုအပြစ်ဖြစ်အောင်ထပ်လုပ်တယ်။သူဘယ်တော်များမှကျွတ်လိုက်မှာပါလေလို့သူမြင်တွေ့နေရတွေကိုပြောနေပါတော့တယ်။အခုလိုဖြစ်ပျက်တွေကြောင့်ဥဝါဒဝါလဲတံဝေကရသွားသလိုမကောင်းတာလုပ်တဲ့သူရဲ့အပြစ်ကြီးကဘဝပေါင်းများစွာဝိခံကဆက်နေရမယ်ဆိုတာကိုတွေးတောနေပါတော့တယ်။အဲဒါကြောင့်ကျောင်းနိုင်ဘုန်းကြီးလဲဘုန်းကြီးမဖြစ်ခင်ကအထက်လိုင်းတွေလေးလာသလိုတရေနှိမ်နှင်းမှုတွေပါလေးလာခဲ့သူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဘုန်းကြီးဝေပြီးတရားဘာဝနာကိုတည်တည်ချာချာလေးလာကျင့်ကြံအားထုတ်ခဲ့သလိုအခုလိုပြဿနာတွေကိုတွေးမြင်လိုက်တာကြောင့်အတွေးတွေတန်ဝင်ကတွေရွာသွားပါတော့တယ်။အဒီလိုတွေကြောင့်ကျောင်းနိုင်ဘုန်းကြီးဘဝကိုစွန့်ပြီးလူသူဝေးလံတဲ့ဒေါတောင်ကြီးထဲမှာတရားအားထုတ်ဖို့အတွက်ဦးစိတ်ဓာတ်ကိုကျောင်းနိုင်အဖြစ်ပေးရခဲ့ပါတော့တယ်။အဲ့ဒီချိန်မှာဥဝါဒဝါကလည်းစစ်မှန်သောတရားဘာဝနာအားထုတ်နိုင်ဖို့အတွက်ကျောင်းနိုင်ဘုန်းကြီးနဲ့အတူတောင်းရောက်ကျင့်ကြံအားထုတ်ဖို့ဒေါ်ရဲကိုပါသွားပါတော့တယ်။အဲ့ဒီနေ့မှစား၍လူသူဝေးလံတဲ့ဒေါ်ရဲကိုတောင်းရောက်တရားအားထုတ်ပြီးဖြစ်ပျက်သဘောတွေကိုကြည်ကြံအားထုတ်နေပါတော့တယ်။ဇလန်းလေးကတော့ဒီလောက်ပါပဲရှင်။ကြိုက်နှစ်သက်မဲ့လို့လည်းမျှော်လင့်မိပါတယ်ရှင်။အဆုံးဒီနားထောင်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်။နောက်တစ်ခေါက်မှာပိုးပြီးစိတ်ဝင်စားစရာဇလန်းတွေနဲ့ပြန်လာခဲ့ပါမယ်နော်။စောင့်နေလို့မမေ့ပါနဲ့။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။